Hello abundant energy ဖြစ်စေတဲ့လှုပ်ဝက်ကုတ်တစ်ခုကိုလာပြောမယ်အဲ့ဒီလှုပ်ဝက်ကုတ်ကသင်တန်းထဲမှာပဲသင်ပေးတဲ့အကြောင်းအရာဖြစ်တယ်ဒီကုတ်ကိုသိလို့ရှိရင်အရန်ကိုအံ့ဩသွားမှသိကြတယ်ဘာလို့လဲဆိုရင်ဒီကုတ်ကလူတိုင်းပြောနေတဲ့စကားလေးတစ်ခွန်းပဲအဲ့ဒီစကားလေးတစ်ခွန်းကအရန်ကိုချစ်စရာကောင်းတဲ့စကားလေးဖြစ်တယ်ဒီစကားလေးတစ်ခွန်းကိုပြောလိုက်မယ်ဆိုရင်ဒါကလှုပ်ဝက်တဲ့ကုတ်ပဲเนาะ abundant energy ဖြစ်စေတဲ့လှုပ်ဝက်ကုတ်အဲ့ဒီကုတ်ကိုပြောလိုက်ပြီဆိုတာနဲ့ဘဝထဲမှာအဲ့ abundant တွေကတိုးပွားလာပြီးတော့ဘဝကပျော်စရာတွေနဲ့ကြီးပဲတဘဝလုံးဟာပြေးဝနေမှာဖြစ်တယ်အဲ့အဘန်တက်ကုတ်ကဘာလဲဆိုရင်တော့ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းပဲဖြစ်ပါတယ်အဲ့ချစ်တယ်ဆိုတဲ့စကားလေးကိုနေ့စဉ်နေ့တိုင်းပြောပြရမှာဖြစ်တယ်ဘသူ့ကိုပြောမှလဲကိုယ့်ရဲ့မိသားစုကိုလည်းချစ်တယ်ဆိုတဲ့အကြောင်းကိုပြောလို့ရတယ်ကိုယ့်ရဲ့ချစ်သူကိုလည်းခဏခဏချစ်တယ်ဆိုတဲ့အကြောင်းကိုပြောလို့ရတယ်ကိုယ့်ရဲ့အိမ်တောင်ဘက်ကိုလည်းပြောလို့ရတယ်ကိုယ့်ရဲ့လှုပ်ဖို့ကင်ဘက်အချင်းချင်းကိုလည်းပြောလို့ရတယ်ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေကိုလည်းပြောလို့ရတယ်ချစ်တယ်ဆိုတဲ့စကားကိုပြောခြင်းအဖြစ် abundant energy တွေကလုံးဝကိုဘဝထဲမှာဝင်လာမှာဖြစ်တယ်။ဒါ abundant energy ရစေတဲ့လှုပ်ဝက်ကုတ်ဖြစ်တယ်။အဲ့ဒီလှုပ်ဝက်ကုတ်ကိုပြောလိုက်ပြီးဆိုတာနဲ့ဘဝထဲမှာ abundant တွေတိုးပွားလာတယ် abundant ဆိုတော့သိတဲ့အတိုင်းပဲလေဘဝကပြည့်စုံလာတာအဲ့ဒီပြည့်စုံလာပြီဆိုတဲ့နောက်တော့စစ်မှန်တဲ့ချစ်သူစစ်မှန်တဲ့အိမ်အောင်ဘက်စားခြင်းတဲ့အစားအသောက်တွေလိုချင်တဲ့ဘဝဖြစ်ခြင်းတဲ့ဘဝလိုချင်တဲ့ပုံစံကိုလိုချင်တဲ့ဘဝကိုဖန်တီးယူနိုင်မှာဖြစ်တယ်။ဒါကတော့အရန်ကိုချစ်စရာကောင်းတဲ့ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းပဲဖြစ်ပါတယ်ဒီချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုနေ့စဉ်ထက်ခါပြောပေးပါဒီလိုပြောပေးခြင်းအဖြစ် abundant energy ဖြစ်စေတဲ့လှုပ်ဝက်ကုတ်ကိုတစ်ခုကိုဖန်တီးနိုင်မှာဖြစ်ပါတယ်အားလုံးအဆင်ပြေပါစေတတာ